ဒါအားပေးကြတယ်အဲကြောင့်မို့လို့ကလေးတွေတော့ကျွန်တော်တောင်းတယ်တို့စတူဒီယိုနာမည်ကလူလေးဝယ်တဲ့စတူဒီယိုပါဒါနဲ့လူတွေရလာတာတော့လူလေးအတူစတူဒီယိုဆိုပြီးတော့ပါ extension ဆက်ပြီးခဲ့ပေးရမှာတော့မသိတော့တော့ဒီလေးဝယ်တဲ့စတူဒီယိုရဲ့ဒီရတဲ့ဘာစီဝယ်တဲ့ဘာစီအဲဒီစားတဲ့နော်ဒီပေးတဲ့ဒီရတဲ့ပေးတော့တယ်ဆက်ဝယ်တဲ့ဆက်ဆောင်ဆက်ကျွန်တော်တို့လည်းဝယ်တဲ့စတူဒီယိုရတဲ့ဘာစီဝယ်တဲ့ဘာစီကိုလာတော့ဒီကိုဆောင်တဲ့နာမည်ဒီချေဝယ်တဲ့တော့ကမှာကျွန်တော်ကနိုင်ငံရဲ့ဒီဒီချင်းလူတွေတာရှိတယ်ဆိုတော့ဒီမှာပြည်လို့เนี่ยကျွန်တော်ရဲ့ပြည်ဝင်ကိုဝယ်ကြည့်ဖို့နောက်ဆုံးပေါ်တဲ့တိတ်ပြီးနောက်ဆုံးပေါ်ဒီနာပါဝင်နေရှင်းလို့ပါဒီလိုရှင်းနေတယ်ဆက်ဆက်ပြီးတော့ Golden pagodas reach the sky underneath a watchful eye. Busy avenues, a lively hum, waiting for the news to come. A city vibrant, old and new, stories for me and for you. From ancient whispers to future gleam, living out a collective dream. So much to see, so much to know. Watch the vibrant city grow. တိတ်မကြောက်ဘူးကျွန်တော်ဒါ anniversary ကတိတ်မဝေးဘူးလေကိုယူ anniversary ရဲ့ဒီဆိုင်ရဲ့ anniversary နဲ့ကျန်တဲ့သူရဲ့ဒီကလာတဲ့ anniversary ကတိတ်မဝေးဘူးအဲ့လိုမျိုးလေးကျွန်တော် Yangon echo, a brand new sound where the latest events are found. Every moment shining bright, bathing the city in pure light. Turn it on, don't miss a beat from every corner of the street. Artists brush from markets call, standing proudly, standing tall. Street food sizzling, laughter rings, the joy that every moment brings. Discover wonders fresh and bold, 1,000 tales waiting to unfold. From ancient whispers to future gleam, living out a collective dream. Today we're in studio. Second year anniversary of today we're in show where media sciences just mamane. Adibe shine ne bwe yi ko ku lo myo takhe ne song song le ne tayaw la ja de atwat jaung mo lo le aarlong ko atho be jesu tin shi pa leခင်ဗျာဒီကနေ့ပွဲလေးဖြစ်ပေါ်လာရတဲ့အကြောင်းရင်းလေးအနေနဲ့ပြောပြပါရစေကျွန်တော်ကလွန်ခဲ့တဲ့8လလောက်ရှိပါပြီကျွန်တော်မီဒီယာမှာရှိနေတဲ့ဆရာဆရာမတွေအကုန်လုံးလုံမော်ကင်ပတ်ညီကောင်တော်တွေအကုန်လုံးကိုရင်းရင်းနှီးနှီးနဲ့ဘာအလုံးမပါဘဲနဲ့တင်နာကျွေးပြီးအခမ်းမယ်ဆိုတဲ့စိတ်ကူးရှိနေတာလွန်ခဲ့တဲ့8လကျော်ကလေးရပါအဲ့ဒီစကားကကျွန်တော်အပေါ်ပြောတာမဟုတ်ပါဘူးမယုံလို့ရှိရင်ကိုမင်းအစောမေးကြည့်လို့ရပါတယ်။ဟုတ်ဆိုတာပဲစောင့်နေမှာဖြစ်တဲ့ကြောင့်မလို့ကိုကြီးလည်းအောင်ရမှာစီလို့ဆုတောင်းပေးပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။မိုက်ကတရှိဆိုနေကြတော့နော်ကြည်နေတာပဲ။ယုံရတီစဘူရီပါနိမိတာလေကျမ်းမာရေးနဲ့တတိဝါရမပေးအဲ့လိုပါပဲပေါ့နော်တတိမင်းနေတူတူဝယ်တဲ့စတူဒီယိုမှာမင်္ဂလာဆောင်ဖို့အတွက်အကြံပေးချင်ပါတယ်အားလုံးကျေးဇူးပါမိုက်ကရန်ကောင်းလို့ဆိုကြပါကျော်ကတော့ဒါအကိုရဲ့ပွဲလေးမှာပေါ့နော်ဒါ Health and Makeup ပိုင်းရနေပြီးတော့ပါဝင်ကူညီပြီးတော့အားဖြစ်တော်မှာဖြစ်ပါတယ်ဒီပွဲရအရင်အောင်မြင်မဲ့ပွဲလို့ယုံကြည်တယ်ဘာဖြစ်လို့လဲဆိုတော့အကိုရဲ့မေတ္တာတက်တည်နေပေါ့နော်အကိုကအရင်အေးချက်အကိုရှိရတကယ်ရတာကအကိုရဲ့တကယ်အေးချက်နဲ့မေတ္တာတက်တည်ကိုတကယ်ရတယ်ပြီးတော့တူတီးဆိုလို့ရှိရင်အသက်တာဆုံး discount တွေဈေးနှုန်းတွေနဲ့စပဲမှာဖြစ်တဲ့အတွက်ကိုလာရောက်ဖို့တော့ကိုဖိတ်ခေါ်ပါရှင်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်အနေနဲ့မြင်းမြလှူရှားမှုတွေနောက်ထပ်အခုလိုမျိုးvery show ပေါ့နော်တူတွေစတူဒီယိုရဲ့ anniversary very show မှာစင်မောကျွန်တော်တို့မတက်တာကြပါပြီဒါပေမဲ့ဒီနေ့တော့ကျွန်တော်ချစ်ရတဲ့ကိုစိတ်လေးကြောင့်ကျွန်တော်စီနေတော့ကျွန်တော်တို့အတူတူကျွန်တော်တို့ very show ကိုရှောက်မှာဖြစ်ပါတယ်အမြဲကျွန်တော်တို့အမြဲကူညီပါတယ်
ကျွန်တော်တို့တွေမကပါဘူးကျွန်တော်တို့ရဲ့သားလေးကအစားပေါ့နော်တသားမွေးလေးဗလေးရှိရဆိုလို့ရှိရင်လေအခုစီရလေး ဒီငါတို့ရဲ့ဆက်ပါမယ်နော်အဓိကကိုစနေရဲ့တူလေးဆိုတဲ့နာမည်လေးကိုဝေသိသဘောကျတယ်ပေါ့နော်အခုနေဖြစ်တယ်ပေါ့နော်ဘာလို့ဒီနာမည်လေးပေးဖြစ်တာလဲပေါ့နော်အဓိကတူလေးဆိုရတာယနေ့ပေါ့နော်ဘယ်လိုပဲဖြစ်မှတ်ရလေးလေး update လေးဖြစ်တယ်ဆိုတော့အဲ့စကားလေးလေးပြီးတဲ့အချိန်မှာဟို today coffee miss ရတယ်ကိုဘာဖြစ်လို့ဒီတူလေးကိုပေါ့နော်သုံးဖြစ်တာလဲဘယ်လို idea လေးထားတာလဲအားကြောင့်လဲဆိုတဲ့ဟာလေးအဲ့တော့ဝေးဒီအတွေ့ခေါ်ရတဲ့လူတရားမှလေးများကြီးအများကြီး fresh ရှိနေတာဆိုတော့အတိအကျတဲ့မလေးတွေရောအစင်ကြီးရဲ့ package ရှိတယ်အစင်ကြီးရဲ့ package ရှိရောအမင်္ဂလာဆောင်ကြတဲ့တို့သားတို့သမီးတွေပေါ့နော်ဆိုတော့အဲ့ဒီအတိအကျနဲ့တပုံမှန်ဖို့ priority နဲ့ဖို့စီစဉ်ထားကြရလို့လည်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ် So much to see, so much to know. Watch the vibrant city ဒီ grow. နေ့မရသေးတဲ့အမှုပညာရှင်တွေဆက်ပြီးတော့မေးလို့ရပါတယ်ကျွန်တော်ရဲ့ဒီနေ့အခမ်းအနားစီစဉ်မှာနောက်ထပ်အမတ်တရစကားပြောမျိုးအတွက်မချောစုကိုဖိတ်ခေါ်တယ် အဲ့ဒီမှာအကျဉ်းရကောင်းနေတဲ့အများကြီးပေးတယ်အခုလိုအပ်တာကိုလည်းကျွန်တော်ကူညီနိုင်တယ်လို့ကျွန်တော်လိုအပ်တာအခုကူညီနိုင်တဲ့အတွက်လည်းခုလိုမျိုးခင်မီရတဲ့မိတ်ဆွေကောင်းတွေဖြစ်နေတဲ့ဟာကိုလည်းအများဝမ်းသာလာပါတယ်အခု โอเคဆက်လက်ပြီးတော့ကျွန်တော်အရင်ချစ်ရတဲ့ဒီသားစုလေးတစ်စုနဲ့မိတ်ဆက်ပြီးချင်ပါတယ်ကိုနေထူးနိုင်တော့မလာတဲ့အတွက်ကြောင့်မလို့ကိုနေထူးနိုင်ရဲ့ဒီသားစုလေးကိုစင်းပြထက်ကိုဖိတ်ခေါ်ချင်ပါတယ် ကိုရီမင်္ဂလာဝတ်စုံလေးနဲ့လိုက်တော့လေအကိုကပဲဆဆရရကူညီပေးတယ်နောက်ပြီးကြရင်ဟိုတချင်းရိုက်ချင်တယ်ဆိုရင်လည်းအကိုကအားလုံးနှခါမပြောရအောင်ပေါ့ပြီးတော့ခါကြရင်တသားလေးလို့ရှင်ပြူတဲ့ပုံလေးတွေရိုက်တော့လေကိုကပဲအားလုံးစီစဉ်ပြီးတယ်အဲ့ဒါကြောင့်မို့ကိုအရင်ကျေးဇူးတင်ပြီးတော့မှအရင်ချစ်လို့လာခဲ့တာပါ ကျေးဇူးများတင်ပါတယ်โอเคပါအားလုံးပဲလောလောလတ်လတ်နဲ့ဆက်လက်ပြီးတော့ပေါင်းဆောင်လို့ရပါတယ်ခင်ဗျာကျေးဇူးပါခင်ဗျာ Yangon Echo, a brand new sound where the latest events are found. Every moment shining bright, bathing the city in pure light. Turn it on, don't miss a beat from every corner of the street. Yangon Events News, we're on the air, sharing what's happening everywhere.